ပြီးခဲ့တဲ့တစ်ပတ်မှာကတော့ wine glass အကြောင်းနဲ့အသုံးပြုသင့်တဲ့နေရာလေးတွေအကြောင်းကိုပြောပြပေးခဲ့ပြီးဖြစ်လို့အခုတစ်ပတ်မှာကတော့ pattern glass နဲ့အသုံးပြုသင့်တဲ့နေရာလေးတွေအကြောင်းကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ pattern glass ဆိုတာကတော့မှန်ရဲ့မျက်နှာပြင်ပေါ်မှာလှိုင်းဒါမှမဟုတ်အလှဒီဇိုင်းတွေပါဝင်အောင်ဖန်တီးထားတဲ့မှန်အမျိုးအစားပဲဖြစ်ပါတယ်။ pattern glass ကိုပြုလုပ်ဖို့အတွက်ဆိုရင်ပထမဆုံးအနေနဲ့ float glass ကိုသတ်မှတ်ထားတဲ့အပူပေးပြီးအရေဖြစ်အောင်လုပ်ပြီးမှ pattern ပါတဲ့ roller ကိုအသုံးပြုကာမှန်ရဲ့မျက်နှာပြင်ပေါ်မှာပုံစံထင်ရှားလာပြီဆိုရင်အေးပေးပြီးထုတ်လုပ်ရတာဖြစ်ပါတယ်။ pattern glass အမျိုးအစားတွေကိုအုပ်စု၄ခုအနေနဲ့သတ်မှတ်နိုင်ပါတယ်။ line based pattern, texture based pattern, wave water based pattern, decorative pattern အစရှိတဲ့အမျိုးအစားအလိုက်ဒီဇိုင်းကွဲလွဲမှုတွေရှိပါတယ်။အသုံးပြုမှုအနေနဲ့ကတော့ privacy အတွက်အသုံးများကြပြီးအစအဦးအတွက်အလှဆင်ရန်အလင်းရောင်ရရှိရန်နဲ့ဈေးနှုန်းတင်မှုတွေအပေါ်အခြေခံပြီးရွေးချယ်တက်ဆင်ကြပါတယ်။များသောအားဖြင့်အသုံးပြုလေးရှိတဲ့နေရာတွေကတော့ toilet, bathroom, meeting room, office partition, kitchen နဲ့အပြင်ကနေအတွင်းကိုမြင်ရန်မသင့်တော်တဲ့နေရာမျိုးအစားတွေမှာအသုံးပြုလေးရှိပါတယ်။ pattern glass တွေမှာကမြင်ကွင်းရှင်းလင်းမှုမှာတော့အားနည်းစေပြီး pattern မျိုးစားဖြစ်တဲ့အတွက် clear glass နဲ့တခြားသောမှန်တွေနဲ့ရှင်ရင်မှန်ထူပါလွှာမှုကြောင့်လုံခြုံမှုအပိုင်းမှာတော့အားနည်းမှုရှိပါတယ်။ဒါကြောင့်အစအဦးရဲ့အတွင်းအပြင်ကိုခွဲခြားပြီးကျွမ်းကျင်ပညာရှင်များနဲ့ဆွေးနွေးတိုင်ပင်မှုအတွက်ကိုလည်းအကြံပြုပါရစေရှင်။ရှေ့လာမယ့်တစ်ပတ်မှာတော့အလူမီနီယံပတင်းတကားတွေအတွက်ပုံမှန်ထိမ့်သိမ့်မှုပုံစံတွေအကြောင်းကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။